မပြေဝတဲ့ဆန္ဒတွေနဲ့စိတ်ပြည့်ရှင်းဆိုတဲ့အရာဟာတစ်ဖက်သားရဲ့အပေါ်မှာမျောလင်းပြီးနဲ့စိတ်ကြောင့်ဖြစ်လာတာပါလှပတဲ့နှလုံးသားကတော့ဘယ်တော့မှအိုမင်းသွားမှာမဟုတ်ပါဘူးခွင့်လွှတ်ခြင်းဆိုတဲ့အရာကအတိတ်ကိုပြောင်းလဲပြစ်လိုက်တာမဟုတ်ပါဘူးအနာဂတ်ကိုဆေးအောင်ရှည်လိုက်တာပါခွင့်လွှတ်တက်လာပြီဆိုရင်တော့ကိုယ့်ရဲ့နှလုံးသားဟာအေးချမ်းသွားမယ်ကိုယ့်ရဲ့အနာဂတ်ဟာလည်းတောက်ပလာပါလိမ့်မယ်တယောက်နဲ့တယောက်ဝေးနေကြလို့တော့အရှိတွေကတေဆုံးသွားမှာမဟုတ်ပါဘူးတန်တရားရှိရှင်းကားပဲအရှိတွေကိုအဆုံးသတ်ဖြစ်စေတာပါမြေတာငတ်တဲ့သူကမြေတာတွေပိုပေးမိတာမဆန့်ပေမဲ့တန်ဖိုးမသိတဲ့သူနဲ့တို့ရင်တော့အဲ့ဒီမြေတာဟာလည်းဘာတန်ဖိုးမှရှိမှာမဟုတ်ပါဘူးဖြူစင်တဲ့နှလုံးသားတစ်ခုနဲ့ရှစ်ကျွန်းဝင်ပါလှပတဲ့မျက်နှာတစ်ခုနဲ့တော့ရှစ်ကျွန်းမဝင်ပါနဲ့ဘာကြောင့်လဲဆိုတော့လှပတဲ့မျက်နှာဆိုတာကအရှင်တစ်ခုရောက်ရင်အိုမင်းသွားမှာမို့လို့ပါပဲ